သတင်းထူပါအသက်59နှစ်အရွယ်ကီနူရစ်ဟာကွာရှင်းပြက်ဆဲတော့မယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်သူတို့ရဲ့ရေရှည်လက်တွဲလာတဲ့ဆက်ဆံရေးဟာအဆုံးသတ်တော့မှာပါဒါဟာသူတောင်းဆိုခဲ့တဲ့အချက်3ချက်ကြောင့်လို့သတင်းရင်းမြစ်တွေကဆိုပါတယ်သူ့ရဲ့အဖေဖြစ်သူကဘဲချက်ကိုမှလက်မခံနိုင်တဲ့အပြင်နောက်ဆုံးအချက်ကတော့လူတိုင်းကိုတုံ့လုပ်စေခဲ့ပါတယ်ပထမတောင်းဆိုချက်ကတော့သူမရဲ့တရုတ်ဆောင်အသက်မွေးဝမ်းကြောင်းကိုအပြီးတိုင်ဆွတ်လို့ရမှာပါကီနူဟာဟောလိဝုဒ်ရဲ့ဒရမာတွေနဲ့အတူအယောင်အလင်းတန်းတွေကိုအမြဲတမ်းမုန်းတီးခဲ့သူပါသူကသူမကိုကင်မရာတွေနဲ့ဆယ်လီဒရမာတွေကနေဝေးဝေးမှနေစေချင်တာပါဒါပေမဲ့တရုတ်ဆောင်တာဟာသူမငယ်စဉ်ကတည်းကဝါသနာပါခဲ့တဲ့အရာပါသူမအရန်ချစ်တဲ့အရာကိုဆွတ်လွတ်ဖို့သူမညှင်းဆန်ခဲ့ပါတယ်ဒုတိယတောင်းဆိုချက်ကတော့သူတို့ဘယ်တော့မှကလေးမယူဖို့ပါပဲကီနူဟာလွန်ခဲ့တဲ့10စုနှစ်များစွာကကွယ်လွန်သွားခဲ့တဲ့သမီးလေးကအတွက်အခုထိဝမ်းနည်းနေတော့မှာသူကချစ်ရသူတယောက်ကိုထပ်ပြီးဆုံးရှုံးရမှာကိုအရန်ကြောက်နေတာပါဒါပေမဲ့သူ့ရဲ့အဖေကတော့မိသားစုတစ်ခုတည်ထောင်ဖို့အမြဲတမ်းအိမ်မက်မက်ခဲ့သူပါသူတို့ဟာဒီကိစ္စနဲ့ပတ်သက်ပြီးအမြဲတမ်းရန်ဖြစ်နေကြပြီးဒါဟာသူတို့ကိုဝေးကွာစေခဲ့ပါတယ်တတိယတောင်းဆိုချက်ကတော့အံ့ဩစရာအကောင်းဆုံးပါပဲသူတို့လမ်းခွဲကြရင်သူမဘာငွေကြေးမှရမှာမဟုတ်ပါဘူးကီနူမှာသူ့ရဲ့ရုပ်ရှင်တွေကနေရရှိထားတဲ့ပေါင်380တန်းတန်မှုရှိတဲ့ကြွယ်ဝမှုတွေရှိပါတယ်သူမဟာသူ့ကိုချစ်တာမဟုတ်ပဲသူ့ရဲ့နာမည်ကျော်ကြားမှုနဲ့ငွေကြေးကိုပဲချစ်တာလို့သူကဆွဆွဲထားပါတယ်သူမကတော့လုံးဝကိုစိတ်နှလုံးကြေကွဲနေရပါတယ်သူမကသူ့ကိုရက်ဆက်တယ်မတရားဘူးလုံးဝကိုလွန်သွားပြီလို့ပြောဆိုနေပါတယ်ကီနူရဲ့တောင်းဆိုချက်တွေကအရန်ပြင်းထန်လွန်းတယ်လို့တင်ထင်ပါသလားသူတို့ရဲ့ဆက်ဆံရေးအတွက်မျှော်လင့်ချက်ရှိသေးရဲ့လားဘသူကတကယ်မားနေတာလဲအောက်ကကွန်မန့်မှာပြောခဲ့ပေးပါဦးဒီဗီဒီယိုကိုတင့်တငယ်ချင်းတွေစီမျှဝေလိုက်ပါနောက်ထပ်စိတ်ဝင်စားစရာဟောလိဝုဒ်သတင်းတွေအတွက်ကျွန်တော် profile ကိုဝင်ကြည့်ပေးပါဦး